AGS ကထုတ်လုပ်ပြီးတော့ Director Ashwath Marimuthu ရိုက်ကူးပြီးတော့ Pradeep Ranganathan, Anupama Parameswaran, Kaid Lohar, Vijay Sidhu, Harshad Khan, Mishkin, George Marian တို့ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Dragon ဆိုတဲ့ရုပ်ရှင်ကြောင့်ပဲကြည့်ကြမှာဖြစ်ပါတယ် Dragon ရုပ်ရှင်ရဲ့ဇာတ်လမ်းကဘာလဲကျွန်တော်တို့ဆက်ကြည့်လာခဲ့တဲ့စာကောင်းကောင်းမလုပ်ဘဲနဲ့ college မှာလမ်းတလားနေတဲ့ဝီလာဝါလာလုံနေတဲ့နာတယောက်ကသူ့ရဲ့ဘဝမှာဘလို့အောင်မြင်သွားလားမအောင်မြင်သွားဘူးလားဆိုတာပဲဖြစ် Pradeep ကကြည့်ရတဲ့ Dhanush နဲ့ Prabhudeva နှစ်ယောက်ပေါင်းထားသလိုပုံစံဖြစ်ပေမဲ့သူ့ရဲ့သရုပ်ဆောင်ပိုင်းမှာတော့အမှလိုအပ်ချက်မရှိဘူးကောင်းသရုပ်ဆောင်နိုင်ခဲ့တဲ့တကားလုံးတယောက်တည်းထိနိုင်ခဲ့တယ်အနုပမကဒီကားမှာပထမပိုင်းမှာနည်းနည်းလေးပါတယ်ဒုတိယပိုင်းမှာနည်းနည်းလေးပါတယ်ဒါပေမဲ့အရေးကြီးရဲ့ character မှာအရေးကြီးရဲ့ပုံစံနဲ့ကောင်းအောင်သရုပ်ဆောင်နိုင်ခဲ့တယ် Kaid Lohar ကကြည့်ရတဲ့ချစ်ဖို့ကောင်းတယ်သရုပ်ဆောင်ကတော့မဆိုးဘူးနောက်ပိုင်းရုပ်ရှင်တွေတော်တော်များများသူ့တွေ့ရဖို့ရှိ Vijay Sidhu နဲ့ Harshad Khan ကဇလန်းကိုလိုအပ်တဲ့နေရာမှာကောင်းကောင်းပံ့ပိုးပေးနိုင်ခဲ့တယ် Mishkin ကဒီကားရဲ့အဓိကအသက်ဘာလို့လဲဆိုတော့ Mishkin လာတဲ့အခန်းကြီးကြည့်ရတာတော်တော်ကောင်းတယ် Mishkin သူ့ရဲ့သရုပ်ဆောင်ရောသူ့ရဲ့ပုံစံရောကြည့်ရတော်တော်လေးသဘောကျဖို့ကောင်းတယ်သူလာတဲ့အခန်းကြီးအကုန်လုံးဒီကားမှာကောင်းတယ်နောက်တစ်ခုက George Marian နဲ့ GVM ရဲ့သရုပ်ဆောင်လည်းဒီကားမှာကောင်းတယ် Leon James ရဲ့တခြင်းတွေအကုန်လုံးကနားထောင်လို့ကောင်းတယ် Rise of the Dragon ဗလီတူနေရေ YND with two Pona ဆိုတဲ့တခြင်းတွေအကုန်လုံးကနားထောင်လို့ကောင်းတယ်ကြည့်ရတာလည်း visual အရာလည်းကောင်းတယ် Dragon ရုပ်ရှင်ရဲ့အဓိကအားသာချက်ကဒီကားရဲ့ပထမပိုင်းဒုတိယပိုင်းနှစ်ပိုင်းလုံးမှာကသူတို့ပြောထားတဲ့ဇာတ်ဝင်ငန်းတွေပဲပထမပိုင်းရုပ်ရှင်စတယ်နည်းနည်းလေးပြီးပုံစံနဲ့ဟာဘလို့ကားမှမသိဘူးကွာဆိုတဲ့ပုံစံသွားပေမဲ့ one ရုပ်ရှင်ရဲ့အဓိက main plot အနုပမအခန်းလာတဲ့အချိန်ကနေစပြီးတော့ရုပ်ရှင်ရဲ့ speed နဲ့တောက်လျှောက်ပထမပိုင်းတစ်ခုလုံးကြည့်လို့ကောင်းတယ် interval မှာ twist တွေတစ်ခုပါထည့်ပြီးရုပ်ရှင်အားမိုက်တွေမစိုးဘူးဆိုတဲ့ပုံစံလေးနဲ့သွားပြီးတော့ဒုတိယပိုင်းမှာနည်းနည်းလေးချိုးနေရာလေးတွေ like ဖြစ်ပြီးတော့အဲ့နောက်မှာလည်းရုပ်ရှင်ကကောင်းကောင်းမွန်မွန်အေးချာလေးနဲ့သွားပြီးနောက်ဆုံးပိုင်းမှာ emotional အပိုင်းမှာလည်းအလုပ်ဖြစ်ခဲ့တယ် fighting mass emotion love ဆိုပြီးတော့အကုန်လုံးကောင်းကောင်းမွန်ပေးနိုင်ခဲ့တယ်အထူးသဖြင့်ဒီကမ်းမှာသူတို့သုံးပြသွားခဲ့တယ်သူတို့ပေးခြင်းတဲ့ message မင်းအမင်းဘာကြီးပဲဖြစ်နေမင်းသားပဲဖြစ်လူပဲဖြစ်နေလူကောင်းဘာကြီးပဲဖြစ်နေပါသေးမင်းအပြစ်လုပ်ရင်မင်းခံဒါပဲအဲ့ဒီအဖြစ်ကိုမင်းသားလုံးရင်တော့မှအဲ့ဒါအဖြစ်ပဲဆိုပြီးတော့ဒီကမှာပြသွားခဲ့တယ်နောက်ဆုံးမှာတော့ရုပ်ရှင်ကျွန်တော်များများမှာပြထားတဲ့အတိုင်းပဲမင်းသားတကားလုံးမဟုတ်ကောက်ကအလုပ်တွေအကုန်လုံးမယ်နောက်ဆုံးမှာတော့သူချက်ပြောင်းလဲသွားပြီးရတယ်သူကောင်းမွန်ဘွားရောက်အောင်ဒီကမှာအဲ့လိုပုံစံမျိုးတော့မပြရအောင်တကယ် reality အစ်စ်ကဘာလဲအဲ့ဒါကိုปีချာလေးပြသတာနိုင်တယ်ဒါ Dragon ရုပ်ရှင်ရဲ့ကျွန်တော်တိုက်တဲ့အပိုင်းလေးပေါ့ရုပ်ရှင်မှာအားနည်းချက်ဆိုပြီးမရှိဘူးဒါလို့မျိုးရှိတယ်နည်းနည်းပါးလေးဟိုတစ်ချက်လိုတဲ့နေရာလေးတွေနည်းနည်းပြင်းဖို့ကောင်းတဲ့နေရာလေးတစ်ချက်အားနည်းသွားတဲ့နေရာလေးတွေရှိပေမဲ့ overall အနေနဲ့ချုပ်ကြံလို့ဒီကတော်ကြာပြီးမှပြန်ပြီးတော့ Kata emotion fighting ဆိုပြီးအပေါ်လုံးကောင်းမွန်စွာပြီးဆောင်နိုင်ခဲ့တဲ့ commercial ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တယ်ဗီဒီယိုကြည့်ပြီးကြတဲ့တဲ့ဆိုရင်တော့ like လေးပေးပါ subscribe လုပ်ပြီးတော့လိုအပ်တာရှိ comment ပြသပေးပြီးတော့ video share ပေးခြင်းမျိုးလုပ်ရပါတယ်ကျေးဇူးများတင်ပါတယ်